ဒါလေးကတော့ကျမရဲ့ body friendly ဖြစ်ပါတယ်ရှင်နော် fit ဖြစ်တယ်နော် smooth ဖြစ်တယ်ထဲလို့ smooth ဖြစ်တယ်နော်ကဲဒီလို body fit ဖြစ်တဲ့အထည်လေးဆိုရင်လည်းဖျားဖို့ပြုလို့ရပါသေးတယ်ရှင်ကဲဖျားဖို့ပြုမလားရပါတယ်ရှင်ကဲကားမောင်းမလားကားမောင်းလို့ရပါတယ်ရှင်ကဲကွေ့မလားကျဲတဲ့လောက်ကွေ့မှာကားတော့ပြန်လို့ရပါသေးတယ်ရှင်ကျွန်တော်မြန်မာဝတ်စုံကိုကားပြန်မလားပြန်လို့ရပါတယ်ရှင်ကဲမြန်မာဝတ်စုံမချွတ်ကနေကဲလေ့ကျင့်ခန်းလည်းလုပ်မလားလေ့ကျင့်ခန်းလည်းလုပ်ရပါတယ်ရှင်ကဲဒါဆိုရင်ဒါလို့ကျွန်တော်ရဲ့နောက်ဆုံးဖြစ်ပါလိမ့်ရှင်ဒီမှာစပင်းအောင်မှာကားရပါတယ်ရှင်ဒီမှာငယ်လေးတွေကရောက်လာလို့ကဲချက်ဖဖွတ်တယ်မစားကြည့်နဲ့ဆိုတော့ဟိုကချက်ဖဖွတ်လို့ရနော်ဒီလိုရှိရင်မမီကကားလည်းမစီးကြဘူးလမ်းလျှောက်လည်းမသွားခြင်းမရှိဘူးတောင်းမှန်ဖြတ်ပြီးတော့သွားလို့ရပါတယ်ရှင်တောင်းမှန်ဖြတ်ပြီးတော့သွားမလားရပါတယ်ရှင်ဒီမှာကျမပြောချင်တာကကျမဖိုက်ရှင်ပူပြီးအရန်ရွှေတော့ပါနော်အရန်ပူရပေါ်လာအထည်မရှိကျမကအရန်ပူခါလေးရန်တော့ပါလေရှင်ဒါဆိုရင်ကျမတို့မြန်မာမင်းလေးတွေကခါလေးအရန်တောက်တယ်ဘိုက်လေပူတဲ့သူတွေဆိုရင်ဒီလိုမျိုး no bra နဲ့ဒီလိုကိုချောင်းနဲ့ချုပ်ထားတဲ့အထည်လေးတွေဝတ်သင့်ပါတယ်ရှင်ဒီလိုမျိုးအထည်လေးရှိပါလို့ရှိရင်ဘိုက်လေသူကသူချက်ပြီးသားဖြစ်သွားပါတယ်ရှင်ကဲအသက်အောက်ထားလို့မပြိနဲ့နော်ကျမထမမို့ထားဘူးဘောင်းပြီးအထိတ်မပါတဲ့ဘောင်းပြီးကိုပြထားပါတယ်ရှင်ကဲအောက်ကအထိတ်ပါတယ်ထမလေးကဝတ်လိုက်မှာဆိုကျမဖိုက်လေဒီလိုရောက်သွားမှမသိတာဘုံကပစ်ပြီးတော့ချက်ကနေမှဖြစ်ပါတယ်ရှင်ဒီနေရာမှာကျမပြောချင်တာတစ်ခုပါဟောနော်ကဲအခုလို body fit အရန်ဖြစ်နေလို့ချက်ထုံမနေဘူးလားဆိုတဲ့အချက်ကိုကျမနည်းနည်းလေးရှင်းပြချင်ပါတယ်ရှင်ဒီလိုမျိုး body fit ဖြစ်မယ် smooth ဖြစ်မယ်ဆိုရင်နည်းနည်းတော့အစီခံမို့ရှင်ချက်ထုံနေသလားဆိုရင်ချက်ထုံပါဘူးရှင်ဟောဘောနော်အခုဆိုရှင်ကျမတို့ရဲ့ခန္ဓာကိုယ်ကဒီမှာတစ်စောင်းပြလိုက်တယ်ဒီမှာအပေါ်ကဆောင်းလဲနေရအပေါ်ဆောင်းတက်ဒီမှာရှင်းလားပြီးရင်ဒီမှာပိုက်တာအနည်းလေးဖြစ်နေတယ်ပေါ့နော်ဒီလိုအရာလေးကိုမှကျမတို့ကမိုးသဘောမျိုးခန္ဓာကိုယ်အဝင်ခွင်ကြချုပ်နိုင်မယ်ဆိုရင်ခန္ဓာကိုယ်နဲ့ပိတ်တာထပ်ပြီးဖြစ်ပြီးတော့နေကျမတို့ရဲ့ခန္ဓာကိုယ်မှာလည်းအရင်စီးထုတ်နေတာမျိုးမဖြစ်တော့ဘူးရှင်ခန္ဓာကိုယ်ကဒီလိုမိုးသဘောမျိုးအဝင်ခွင်ကြမချုပ်နိုင်ဘဲနဲ့ကျမတို့က body fit ဖြစ်ချင်စောနဲ့ဘေးနားတွေလိုက်တည်မယ်ဆိုရင်ဒီမှာဘေး line တွေလည်း line တွေအရင်ထပြီးတော့ဒီလိုမျိုး smooth ဖြစ်နေတာမျိုးမရှိဘဲနဲ့ခဏကိုပဲဒီလို line ချောင်းလေးဖြစ်နေမှာရှင်ဆိုရင်ချက်ထုတ်ဝင်နေဘူးလားဆိုတဲ့သိချင်တဲ့သူတွေလည်းကျွန်မဖြည့်ပေးလိုက်တယ်နော်ဒီမှာကျွန်မကိုဘာတူတယ်လည်းမပြောနဲ့ကောင်းနေရှုပ်ပွားနေလည်းမပြောပါနဲ့ရှင်ကျမကလာမယ်မဟုတ်ပါဘူးရှင်ဆိုင်နာဖြစ်တဲ့တော့ကျမရဲ့ brand ကိုကျမတိဆောက်ပါလိမ့်ရှင်အားလုံးကျေးဇူးပါ